လိုင်းနာကျန်တုံးနေတဲ့ကျမရဲ့အချမ်းရနေဟာတကယ်တမ်းမှဘတူးအတွက်ရေးဆွဲထားတာပါလေဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့တော်တော်လေးအရေးကြီးပါရဲ့ဘာလို့လဲဆိုတော့အမျိုးသမီးတွေအတွက်ကျမရဲ့လမ်းညွှန်ချက်အများစုဟာတကယ်တမ်းမှအမျိုးသားတွေကိုအခြေခံပြီးသူတေသနာလုပ်ထားတာဖြစ်နေလို့ပါပဲကဲအဲ့ဒါကဘာလို့ဆိုလိုရလဲဘယ်လိုတက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုအတူတူကြည့်လိုက်ကြအောင်ကြားရတော့တုံလုံးဆရာကောင်းတယ်နော်ဒါကသူတေတီဒေါက်တာစတေးစီဆင်စ်သူရဲ့ပါမော်ကားတွေစီကအမြဲချနေရတဲ့စကားတခွန်းပါပဲတဲ့ဒီလိုတွေ့ခေါ်မျိုးကပဲကျမရင်းနဲ့လိချင်းခန်းဆိုင်ရာသူတေသနာနယ်ပယ်မှာကြီးမားတဲ့ကျမကွာဟကြော်ကိုဖြစ်စေခဲ့တာပေါ့နေပေါင်းများစွာဒီလိုပဲတွားခဲ့ကြတော့နောက်ဆက်တွဲပြဿနာတွေကလည်းအများကြီးပဲရှိလာခဲ့ပါတယ်ဆိုတော့ဒီပြဿနာကစာအုပ်ထဲမှာပဲရှိတာမျိုးမဟုတ်ပါဘူးလူရဲ့တပွေးကြော်လို့ရှိတဲ့အမျိုးသမီးတွေရဲ့လက်တွေ့ဘဝမှာပါတကယ်ကိုအကျိုးသက်ရောက်မှုတွေရှိနေတာပါနေ့စဉ်စားတောက်နေတဲ့ပုံစံတွေလေ့ကျင့်ခန်းအစီအစဉ်တွေနောက်ဆုံးကျန်းမာရေးရလဒ်တွေအပေါ်မှာတိုက်ရိုက်ကိုတက်ရောက်နေပါတယ်စဉ်းစားကြည့်လေအမျိုးသားတွေအချက်လက်နဲ့အမျိုးသမီးတွေကိုအကြံပေးတော့ဘာတွေဆက်ဖြစ်နေမလဲအဲ့ဒီသူတေသနာကွာဟာချက်ရိုက်တဲ့အကျိုးဆက်တစ်ခုရှိပါတယ်အဲ့ဒါကတော့လှူရှားတကြော်တဲ့အမျိုးသမီးတွေမှာအဖြစ်များပေမဲ့တိတ်ပြီးတော့တတိမထားမိကြတဲ့ပြဿနာတစ်ခုပဲကဲအဲ့ဒါဘာများဖြစ်မလဲစက်ကြည့်ကြအောင်ပြဿနာရဲ့အဓိကအကြောင်းရင်းကတော့ low energy availability LEA လို့ခေါ်တဲ့စွမ်းရည်ရရှိမှုနှေးပါခြင်းပါပဲဆိုလိုတာကကိုစားသုံးလိုက်တဲ့စွမ်းရည်နဲ့ခန္ဓာကိုယ်ကကြားမှဖူနေ့စဉ်လှုပ်ရှားတော်လာဖူအလုပ်လုပ်ဖူလိုအပ်တဲ့စွမ်းရည်အဲ့ဒီနှစ်ခုကြားမှာကွာဟချက်ဖြစ်သွားတာပါဒါကရိုးရိုးကယ်လိုရီနည်းနည်းစမိတာတဲ့အများကြီးပုံနေပါတယ်အရေးကြီးတဲ့ချက်တစ်ခုကိုရှင်းရှင်းလင်းလင်းတီးထားဖို့လိုပါတယ် LEA ဆိုတာအစားတောက်မှုမမှန်တဲ့ eating disorder နဲ့မတူပါဘူးနော် eating disorder မှာကရည်ရွယ်ချက်နဲ့အစားကိုကန့်သက်တာမျိုးတွေပါဝင်တတ်တယ် LEA ကတော့အဲ့လိုမဟုတ်ဘူးများသောအားဖြင့်ကိုကကြားမအောင်နေထိုင်ရင်အလုပ်တွေများပြီးအစားတောက်ကို group မဆိုင်မိရင်မရည်ရွယ်ဘဲနဲ့ဖြစ်သွားတာမျိုးပါဒါကြောင့်ဒီလိုဖြစ်လာရင်ကိုအပြစ်တင်စရာမလိုပါဘူးဘယ်လိုအခြေအနေတွေမှာ LE ဖြစ်နိုင်လဲကြည့်အောင်ဥပမာမနက်စောစောထားပြီးဘာမှမစားပဲကာဒီယိုလုပ်တယ်ပြီးတော့နေ့လယ်စာစားတဲ့အချိန်ထိဘာမှမစားပဲနေလိုက်တယ်ဒါမှမဟုတ်မနေ့ပိုင်းလေ့ကျင့်ခန်းလုပ်ပြီးတနေ့လုံးအလုပ်တွေများစိတ်ဖိစီးမှုတွေများနဲ့အစားဖို့တောင်မေ့သွားတာမျိုးပေါ့နောက်တစ်ခုကတနေ့လုံးတော့ဘာမှတိတ်မစားပဲညဘက်ကြားမှာအများကြီးစားလိုက်တဲ့ပုံစံမျိုးတွေပါဒီလိုခစ်စားနေတဲ့ကျမကြီးအလေးအကျင့်တချို့ကပဲကိုမတီးလဲပဲနဲ့စွမ်းရံချိုးတဲ့အခြေအနေတွေကိုတွန်းပို့နေတာဖြစ်နိုင်ပါတယ်အဲ့လိုဖြစ်လာရင်ဘာလက္ခဏာတွေပြတတ်လဲဆိုတော့အဲ့လိုမကောင်းတာဘလို့မအားမရှိသလိုပင်ပန်းနေတာမနေ့စောကော်ဖီမတောက်ရရင်မလန်းတာလေ့ကျင့်ခန်းတွေလုံးနေတာတော့ဘိုင်းမှာအစီတွေစုလာတာနောက်ဆုံးကိုယ့်ရဲ့ performance တွေကတိုးတက်မလာပဲတနေရာထဲမှာရမ်းနေတာမျိုးတွေပေါ့ဒါတွေကဒီတိုင်းပင်ပန်းနေတာမဟုတ်ပါဘူးခန္ဓာကိုယ်ကဟေးတခုခုတော့လွဲနေပြီလို့အချက်ပြနေတဲ့တတိပေးခေါင်းလောင်းတန်တွေပါပဲကဲဟုတ်ပြီဒီလက္ခဏာတွေကဘာလို့ဖြစ်လာရတာလဲခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်နေလို့လဲအဲ့ဒီနောက်ွယ်ကဇီဝဗေဒဆရာအကြောင်းရည်ကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒီလိုအစင်စင်လေးပြောပြမယ်ပရမဇုံခန္ဓာကိုယ်ကအိုးငါမှစွမ်းရည်တင်လို့နေပါလားဆိုတာကိုခါစားမိလိုက်တယ်အဲ့ဒီကဥနောက်ထက်က Kisspeptin ဆိုတဲ့အဓိကကျတဲ့ neuropeptide တစ်ခုရဲ့လှုပ်ဆောင်ချက်ကိုတွားပြီးနောက်ရှက်လိုက်ပါတယ်အဲ့ဒီ Kisspeptin ဆိုတာကမျိုးပွားဟော်မုန်းတွေထုတ်ဖို့အတွက်အဓိကခလုတ်လိုပါပဲဆိုတော့အဲ့ဒီခလုတ်ကိုအနောက်ရက်ပြလိုက်တော့မျိုးပွားဟော်မုန်းတွေထုတ်လို့တာလည်းရက်သွားရောနောက်ဆုံးမှာတော့ခန္ဓာကိုယ်ကစွမ်းရည်ကိုချွေးတာဖို့အတွက်ရာသီစက်ဝန်းကိုရပ်ပစ်တာဇီဝကမဖိစင်ကိုနေချပစ်တာတွေလုပ်လာတော့တာပါပဲအန်ဟောစရာအကောင်ဆုံးကဘာလဲဒီလားဒီလိုဖြစ်ဖို့အချိန်ကြာကြီးမလိုပါဘူး၄ရက်ဟုတ်ပါလေ၄ရက်ပါပဲ၄ရက်လောက်စွမ်းရည်ရရှိမှုနည်းနေတာနဲ့ကိုတာရွာရဲ့လက်ငန်းဆောင်တာတွေရောအနားယူနေခြင်းမှာကယ်လိုရီလောင်ကျွမ်းတဲ့နှုံးတွေရောကိုတိတိတာတာထိခိုက်စေနိုင်ပါတယ်တကယ်ကိုမြဲလွန်းတဲ့ခန္ဓာကိုယ်ရဲ့တွန့်ပြုံမှုပါပဲโอเคအခုပြောမယ့်အချက်ကတော့ကရောင်မြောင်းများအတွက်ဒါကြောင့်ကိုဆိုပြီးအဖြစ်တီးသွားမယ့်အပိုင်းပါပဲခေတ်စားနေတဲ့ diet တွေကအမျိုးသမီးတွေအတွက်ဘာလို့အလုံးမဖြစ်ရတာလဲတခါတလေစန့်ကျင်မဲ့အကျိုးသက်ရောက်မှုတွေဘာလို့ဖြစ်စေရတာလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်ရတော့မှာပါဒီမှာချိအမျိုးသားနဲ့အမျိုးသမီးကလုံးဝကိုမတူညီတဲ့ operating system တွေလို့ပါပဲစွမ်းရည်ကြောင့်ထိတဲ့စိတ်ဖိစီးမှုကိုခန္ဓာရည်ရှိတဲ့အမတ်ကလုံးဝမတူပါဘူးအမျိုးသားတွေကအစီမပါတဲ့ခန္ဓာကိုယ်အလေးချိန်1ကီလိုဂရမ်မှ15ကနေ30ကယ်လိုရီလောက်လိုငွေပဲမှာစိတ်ဖိစီးမှုအခြေအနေတွေရောက်သွားချိန်မှာအမျိုးသမီးတွေကတော့1ကီလိုဂရမ်မှ45ကယ်လိုရီလောက်လိုအပ်ပါတယ်ဆိုလိုတာကအမျိုးသမီးတွေခန္ဓာကိုယ်ကစွမ်းရည်နေတာကိုအများကြီးပိုပြီး sensitive ဖြစ်တယ်ပိုပြီးထိလွယ်ရှလွယ်ဖြစ်ပါတယ်ဒါကဒီနေ့ဒီနေ့တဲ့အကြောင်းရအလုံးရဲ့အဓိကချက်ပါပဲဘာလို့ဒီလောက်ထိကွာခြားရတာလဲဆိုတော့အဓိကမျိုးပွားနိုင်စွမ်းကိုထင်းထင်းဖို့အတွက်ပါပဲအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကဒီလိုဒီဇိုင်းထုတ်ထားတာပါစွမ်းရည်နည်းနည်းလေးလုံးဝင်ပြတာနဲ့ကိုခန္ဓာကိုယ်ကအချင်းနေမကောင်းမှုအသက်ရှင်မှုတောင်အနိုင်ဒီအချိန်မှာခလီယူလို့မဖြစ်သေးဘူးဆိုပြီးမျိုးပွားစနစ်တစ်ခုလုံးကိုအရေးပေါ်အခြေအနေနဲ့ပိတ်ချပစ်လိုက်တာပါအဲ့တော့ဒီတိုင်းကိုကြည့်လိုက်
ဒီတိုင်းရေးခေတ်စီးကြနေအားလုံးဟာခွဲဆက်မှုအတွက်အမြန်ကိုအလေးချိန်ချဖို့လိုအပ်တဲ့ဝဲလုံးအမျိုးသားတွေရဲ့ဆေးဘက်ဆိုင်ရာအချက်အလက်တွေကိုအဓိကအခြေခံထားလာတယ်။ဒါက intermittent fasting တို့ keto လို့နာမည်ကြီးတိုင်းဒီဘက်ကလာလဲဆိုတော့ရှင်းရှင်းလင်းလင်းဖော်ပြနေရပါပဲ။ဆိုတော့ရှင်းနေတာပဲ။ဒီတိုင်းရေးတွေကလှုပ်ရှားတက်ကြွပြီးဟော်မုန်းစနစ်ကပိုပြီးရှုပ်ထွေးတဲ့အမျိုးသမီးတွေအတွက်ရည်ရွယ်ပြီးထုတ်ထားတာမဟုတ်ပါဘူး။ ကဲပြဿနာတွေကိုတီးပြီအဲ့တော့အဖြေကဘာလဲဘယ်လိုလုပ်ရမလဲအစားလျှော့တာကန့်တက်တာတွေအစားကိုယ့်ရဲ့ဇီဝကမ္မဖြစ်စင်နဲ့ကြိုက်ကြည့်အောင်လောင်စာဘယ်လိုဖြစ်မလဲဆိုတာကိုကြည့်အောင် အဓိကအဖြေကအများကြီးစားဖို့ချီးပဲမဟုတ်ပါဘူး timing အချိန်ခိုက်မှုကအဓိကပါပဲကိုယ်ခန္ဓာကိုယ်စန့်ကျင်နေမဲ့အစားသူနဲ့အတူတူအလွတ်လွတ်ဖို့လိုပါပဲအထူးသဖြင့်လေ့ကျင့်ခန်းလုပ်တဲ့အချိန်ဝင်းချင်းမှာခန္ဓာကိုယ်ကစွမ်းအင်အလိုအဆုံးပါပဲအဲ့ဒီအချိန်မှာဖြည့်ပေးဖို့ကအရေးကြီးဆုံးပဲဆိုတော့ဘယ်လောက်စားလဲဆိုတာထက်ဘယ်အချိန်မှာစားတယ်လဲဆိုတာကပိုပြီးတော့အရေးပါလာပါတယ်ဒါဆိုရင်လိုက်နာရမယ့်စီမင်းအသစ်တွေကဘာတွေလဲပထမဆုံးကိုလိုမဲ့အရာအတွက်လောင်စာဖြီးပါလေ့ကျင့်ခန်းမလုပ်ခင်ဒါမှမဟုတ်လုပ်ပြီးတဲ့အချိန်မှာအစာစားပါတနေ့တာလုံးမှာခန္ဓာကိုယ်ကစွမ်းရည်ဖြစ်လက်ပြီးဖြိုခွဲတဲ့အချိန်တွေကိုအကြာကြီးမရောက်တော့အောင်ကြိုးစိုက်ပါပြီးတော့စိတ်ဖိစီးမှုများတဲ့နေ့ဆိုရင်အဲ့ဒီစိတ်ဖိစီးမှုကိုကမြောင်လောင်စားဖို့ဖြီးပေးပါလှူရှားတကြွတဲ့အမျိုးမျိုးတွေအတွက်တော့အချိန်ကိုက်မှညများများစားတာကပိုတော့ကောင်းပါသေးတယ်ကဲနောက်ဆုံးအနေနဲ့ကိုယ့်ကိုယ်ပြန်မေးကြည့်ရမယ်မေးခွန်းတစ်ခုပေါ့အခုလိုင်းနာနေတဲ့ကျမ်းမာရေးအစီအစဉ်ကတကယ်ပဲကိုယ့်ခန္ဓာကိုယ်အတွက်တိဆောက်ထားလားဒါမှမဟုတ်တခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်အတွက်လားဒီကြောင့်ရောက်တွေကိုတီးပြီးတဲ့နောက်မှာတော့ကိုယ့်ရဲ့ကျမ်းမာရေးကိုကိုယ်ပိုင်အတိနဲ့ပြန်လဲသုံးသပ်ဖို့အချိန်တန်ပါပြီ